အားလုံးပဲမင်္ဂလာပါ ST Channel ကနေကြိုဆိုပါရစေကျွန်တော်ဒီ channel လေးကိုစပြီးဖွင့်ပြတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ရှိပြီးသားမြို့နယ်တွေမှာရှိတဲ့အင်ချန်မြေကွက်တွေရဲ့ဈေးနှုန်းတည်နေရာတွေကိုဝယ်ယူမဲ့ညီကိုမောင်နှမတွေဘာကြောင့်ဝယ်ယူတဲ့လဲဒီမြေကွက်တွေဝယ်ယူရင်ဘာအကျိုးမြတ်တွေရှိနိုင်လဲဆိုတာကိုကျွန်တော်ပြောပြခြင်းလို့ဒီ channel လေးကိုစဖွင့်လိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရှိပြီးသားမြို့နယ်ဘလောက်ဒိုးတက်နေပြီလဲဆိုတာကိုကျွန်တော်နည်းနည်းလောက်ကြွားချင်ပါတယ်တချို့နယ်ဘက်ကလူတွေနဲ့တချို့ရန်ကုန်မြို့တွေကလူတွေတော်တော်များများပေါ့နော်ရှိပြီးသားမြို့နယ်ကိုကြားရုံပဲကြားဖို့ကြတာဗျတိတ်ပြီးတော့ရှိပြီးသားမြို့နယ်တွေမှာဘာတွေဖြစ်နေလဲဘလောက်စီကားနေတယ်ဆိုတာကိုများများဆဆတိတ်ပြီးမသိကြဘူးရှိပြီးသားမြို့နယ်ကိုဘယ်လိုလာမလဲဆိုတာကိုကျွန်တော်စပြီးတော့ကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်ရန်ကုန်ကအင်းစိန်တော့လူတိုင်းသိကြမယ်လို့ထင်ပါတယ်ကျွန်တော်အင်းစိန်ဖော့ကန်အောင်ဆန်းတငင်းကုန်းလမ်းစုံပေါ့နော်တငင်းကုန်းလမ်းစုံပြီးရင်ကျွန်တော်တို့ဒီချောင်းကူးတဲ့တရားလေးရှိတယ်အဲချောင်းကူးတရားလေးကြော်အဲ့ကျွန်တော်ရွှေပြည်သာမြို့နယ်တွေကိုစပြီးတော့ရောက်ပါပြီအဲ့မှာကျွန်တော်ဆက်လာမယ်ဆိုရင်ကျွန်တော်တို့ဘယ်ဘက်ချမ်းမှာဆိုရင် City Map ရှိမယ်ပေါ့နော် City Map ရှိမယ်အမှမီးပိုင်းလေးတစ်ခုရှိမယ်ကန်တာမီးပိုင်းလို့ခေါ်ကြပါတယ်ဒီမှာတော့ကန်တာမီးပိုင်းရှိမယ်အဲကန်တာမီးပိုင်းကြော်လာနဲ့ကျွန်တော်တို့ဒီ Dango ဓာတ်ဆီဆိုင်တွေရှိမယ်ကျွန်တော်တို့ Orange Supermarket ရှိမယ်အဲ Orange Supermarket ကြော်ပြီးရနဲ့ကျွန်တော်တို့ရှိပြီးသားကွေးဆိုတဲ့နေရာကိုရောက်နေဗျကျွန်တော်တို့ရှိပြီးသားကွေးကနေဒဲကိုဆက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီတာတုကန်ဖျားဘက်ကိုရောက်မယ်ပေါ့နော်အမတာတုကန်ဖျားရှိမယ်နောက်ပြီးတာတုကန်စက်မှုစုံရှိမယ်နောက်ပြီးဒေါ်ကားရှိမယ်နောက်ကျွန်တော်တို့အဲ့လမ်းဆိုရင်ကျွန်တော်တို့အမတ်၄လမ်းလို့လည်းခေါ်တယ်ကျွန်တော်တို့သူကတော့မော်ဘီတီပေါက်တယ်ပေါ့နော်မော်ဘီတီပေါက်တယ်ကျွန်တော်ခဏပြောတယ်ရှိပြီးသားကွေးရောက်ရင်တော့ကျွန်တော်တို့ဘယ်ချိုးလိုက်တာနဲ့အမဘယ်ချိုးလိုက်ရတယ်ဘိုလ်ချုပ်လမ်းမကြီးဆိုရရှိတယ်ဘိုလ်ချုပ်လမ်းမကြီးကတော့တကယ်ပြောမယ်ဆိုရှိပြီးသားမြို့နယ်တွေမှာတော့ဈေးအကောင်းဆုံးလမ်းပေါ့လမ်းထဲမှာတစ်ခုပါပေါ့နော်သူကတော့ဈေးကောင်းဆုံးလမ်းထဲမှာပါတယ်လမ်းကနေဆက်သွားတယ်ဆိုကျွန်တော်တို့လုံးဝရွှေပြည်သာမြို့နယ်ရဲ့ main area လို့ခေါ်တာပေါ့နော်လူအစီကားဆုံးနေရာဖြစ်တဲ့ထန်းချောက်ပင်လမ်းစုံကိုရောက်ပြီထန်းချောက်ပင်လမ်းစုံမှာဆိုကျွန်တော်တို့ဘာတွေရှိလဲဆိုရင်ကျွန်တော်တို့ဖုန်းဆိုင်တွေရှိမယ်ဒါလူသုံးကုန်ပစ္စည်းတွေရှိမယ်နောက်ပြီးဈေးတွေရှိမယ်အရန်ကိုစီးတယ်စနေတနင်္ဂနွေဆိုကျွန်တော်တို့ကားတော်မှမနေမောင်းနေရတဲ့နေရာပေါ့ကျွန်တော်တို့ရွှေပြည်သာမြို့နယ်တွေကိုမြို့တွေကနေဘယ်ဘတ်ကားလိုင်းတွေရောက်တယ်ပေါ့နော်ကျွန်တော်လည်းတီးတလောက်မှတ်တလောက်ပေါ့ကျွန်တော်လည်း flight တော့မေးကြည့်ထားတယ်ဘယ်ဘတ်ကားလိုင်းတွေရောက်လဲဆိုတော့ကျွန်တော်တို့နံပါတ်65 42 84 143 88 99 69 40အဲ့ရစားတဲ့ဘတ်ကားလိုင်းတွေကကျွန်တော်တို့မြို့တွေကနေပြီးတော့ကျွန်တော်တို့ရွှေပြည်သာမြို့နယ်တွေကိုရောက်ပါတယ်ကျွန်တော်တို့ရွှေပြည်သာမြို့နယ်ကိုသူကစက်မှုဇုံတွေကဝိုင်းထားတာဗျရွှေပြည်သာစက်မှုဇုံ1ရှိမယ်2ရှိမယ်3ရှိမယ်4ရှိမယ်တာတုကန်စက်မှုဇုံရှိမယ်ဝါးတရားစက်မှုဇုံရှိမယ်အဲ့လိုစက်မှုဇုံတွေကဝိုင်းထားတော့သူကဖြည်းဖြည်းချင်းပေါ့နော်ဒီရွှေပြည်သာမြို့နယ်ကဖြည်းဖြည်းချင်းသူကတိုးတက်နေတာတိုးတက်ရွှေပြည်သာမြို့နယ်တိုးတက်လာလေကျွန်တော်တို့အင်ချန်မြေဈေးတွေရတယ်တဖြည်းဖြည်းချင်းနဲ့မြင့်လာတယ်ပဲအဲ့ဒါကြောင့်မလို့ဒီအင်ချန်မြေနဲ့ပတ်သက်ပြီးတော့ယင်းဒီမြုံနယ်ခြင်းနေဆိုရင်ကျွန်တော်တို့ရွှေပြည်သာထဲမှာယင်းဒီမြုံနယ်ဘူးကအကောင်းဆုံးနေရာလို့ဖြစ်နေတာပေါ့ပြောမယ်ဆိုရင်ကျွန်တော်တို့ယင်းဒီမြုံနယ်ဘူးအတွက်နေရာကျန်နေဈေးကျန်နေတဲ့နေရာလေးတွေနေရာပေါ့ရွှေပြည်သာမြုံနယ်ထဲမှာသူကပြောမယ်ဆိုရင်စိတ်ငြိမ်ရက်ကွက်ပေါ့လူနေရက်ကွက်စိတ်ငြိမ်ရက်ကွက်ပြောမှဆိုရင်တော့ဒီရက်ကွက်ထဲမှာဒီ60ပတ်လေရှိမယ်60 80ရှိမယ်40 60ရှိမယ်ပေါ့သူကပြောမှဆိုအဲ့လိုမျိုးအေးစစ်စစ်နေတဲ့လူတွေများတာပေါ့နော်အဲ့လိုရက်ကွက်တွေရှိတယ်ဗျသူကတော့ VIP 1 2 3ပေါ့နော် VIP 1 2 3ကတော့ VIP 1ကတော့ပြောမှဆိုရင်တော့ customer တော်တော်များများတိတ်မကြိုက်ကြဘူးဗျတော်တော်များများကြိုက်တာကတော့ VIP 2နဲ့3ပေါ့အဲ့ဒါတော့ကြိုက်ကြတယ် VIP 4ကြတော့သူကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့သူကဘေးကဲရမှာတာနုကန်စက်မှုဆောင်ရှိနေတာနုကန်စက်မှုဆောင်ရှိနေတာဆိုတော့ဒီရက်ကွက်ထဲမှာလဲသူကအသေးစားစက်မှုလုပ်ငန်းလေးတွေရှိတယ်ဂိုဒေါင်လေးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ငန်းလုပ်တဲ့လူတွေများတယ်သူကလူနေဖို့ကြတော့တိတ်ပြီးတော့အဆင်မပြေသေးဘူးပေါ့လောလောဆယ်တော့အဲ့တော့ရွှေပြည်သာထဲမှာအေးအေးဆေးဆေးနဲ့စိတ်ငြိမ်ရက်ကွက်မှာနေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ VIP 2 3ကိုရွေးချယ်
ကြတာပေါ့နော်တော်တော်များများတော့လောဆယ်တော့ VIP 2-3ထဲမှာတော့မြေကွက်အလုတ်ကတော့မရှိတော့လို့ရှားနေပါပြီတော်တော်များများတော့အိမ်ပါပေါ့လုံချင်းအိမ်လေးတွေကိုပဲရောင်းနေကြတာတွေ့ရပါတယ်ခင်ဗျ VIP ရက်ကွက်ကနေကြော်သွားပြီဆိုရင်တော့ဒီကျွန်တော်တို့9ရက်ကွက်တို့6ရက်ကွက်တို့9ရက်ကွက်တို့ပေါ့နော်ဟိုအစားရှိတယ်ပဲပေါ့နော်ရက်ကွက်လေးရှိပါတယ်59 90 17ပေါ့အဲ့လိုရက်ကွက်လေးမှာကြာတော့သူကလူနေစိတ်တယ်အဲ့ထက်မှာကျတော့တော်တော်များများ20 60လေးတွေများတယ်ပေါ့နော်20 60လေးတွေများမယ်နောက်ပြီးရင်40 60လေးရှိပါတယ်ဒါပေမဲ့အများဆုံးတွေ့ရတော့20 60တွေကိုအများဆုံးတွေ့ရပါတယ်သူအဲ့ထဲမှာကျတော့ကျွန်တော်တို့ရွှေပြည်သာထဲမှာကျတော့အယောင်းဝယ်ပေါ့နော်ပိုင်ဆိုင်မှုအထောက်ထားဘာရှိလဲဆိုတော့တော်တော်များများတော့အယောင်းဝယ်လုပ်နေကြတာတော့ကျွန်တော်တို့ဂရန်ရှိမယ်ပေါ့နော်260ဂရန်ရှိမယ်နောက်ပြီးပါမစ်ပေါ့နော်ပါမစ်ရှိပါမစ်မှာကျွန်တော်တို့က40 60ပါမစ်ရှိမယ်20 60ပါမစ်ရှိမယ်ဂရန်မှာလည်းအဲ့လိုပါပဲ20 60ဂရန်ရှိမယ်40 60ဂရန်ရှိမယ်ပေါ့နော်အဲ့လိုမျိုးတွေကိုတော့တော်တော်များများအယောင်းဝယ်လုပ်ကြပါတယ်ကျွန်တော်တို့ရွှေပြည်သာမြို့နယ်ကပြောမယ်ဆိုရင်တော့ကျွန်တော်တို့လမ်းမကြီးပေါ့နော်ကျွန်တော်တို့အရန်လမ်းကျေပေါ့လမ်းကျေလို့ခေါ်တာပေါ့ဒီမှာတော့ကျွန်တော်လူစီရဲ့လမ်းကျေပေါ့ဘတ်စကားပြည်ရဲ့လမ်းကျေပေါ့ဘယ်လမ်းတွေရှိလဲဆိုတော့ကျွန်တော်တို့ခရပြောတဲ့ဘိုးကျုပ်လမ်းမကြီးရှိမယ်ဘိုးကျုပ်လမ်းမကြီးဆိုလဲသူကလူစီတယ်နောက်ပြီးရင်စိုက်ပြီးတော့များများလေးရှိရပေါ့နော်ဘတ်စကားလည်းပြည်တယ်အလမ်းမကြီးရှိမယ်နောက်ပြီးပလဲလမ်းမကြီးပေါ့နော်ပလဲလမ်းမကြီးလို့ခေါ်မှာတော့ပလဲလမ်းမကြီးဆိုရင်တော့ဘယ်ထိပေါက်လဲဆိုတော့ကျွန်တော်တို့ဟိုအင်းစိန်ထိပေါက်တယ်အင်းစိန်ဒီကျွန်တော်တို့ရွာမကြောင်ရွာမပေါ့နော်ရွာမထိပေါက်တယ်အဲ့လမ်းရှိမယ်နောက်ဘရင်နောင်လမ်းဆိုတော့ကျွန်တော်တို့ထန်းချောက်ပင်လမ်းဆုံးကက်လန်ဖြတ်ထားတဲ့လမ်းပေါ့နော်ဘရင်နောင်လမ်းမကြီးရှိမယ်ကျွန်တော်တို့ဟိုဘက်မှာလည်းရှိပါသေးတယ်ကျွန်တော်တို့မဟာမြိုင်လမ်းတို့ဘာလို့ရှိပါသေးတယ်ဈေးအကောင်းဆုံးလမ်းမကြီးပြောပါဆိုရင်တော့ကျွန်တော်တို့ပလဲလမ်းမကြီးရယ်ကျွန်တော်တို့ဘိုးချုပ်လမ်းမကြီးရယ်နောက်ပြီးရင်အမတ်၄လမ်းမကြီးရယ်ပေါ့နော်အဲလမ်းတွေကတော့ဈေးအကောင်းဆုံးပါပဲရွှေပြည်သာမှာဒါလို့ဆိုရင်တော့ရွှေပြည်သာမြို့နယ်နဲ့ပတ်သက်ပြီးတော့အချင်းချုံလေးတွေကိုနားလည်လိမ့်မယ်လို့တော့ထင်ပါတယ်နောက်ရက်တွေမှာလည်းရွှေပြည်သာမြို့နယ်ထဲမှာရှိတဲ့ရောင်းမှုရှိတဲ့အိမ်ချမ်းမြေကွက်တွေလုံးချင်းအိမ်တွေကိုကျွန်တော်ဒီ channel ကနေတစ်ဆင့်မိတ်ဆက်ပေးသွားအောင်ပါအဲဒါကြောင့်ကျွန်တော်ရဲ့ဒီ channel လေးကို like and follow လုပ်ပေးဖို့မမေ့ပါနဲ့အောင်เนาะကျွန်တော်နာမည်ကတော့မင်းခန့်ပါ